အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဒီဇင်ဘာလ29ရက်เนาะ29ရက်နေ့မှာတော့တင်းထုတွေကတော့မျိုးသိမ်းတိုက်ပွဲတွေပဲเนาะမျိုးသိမ်းတိုက်ပွဲတွေတော်တော်ကိုဆင်းနေနေကြတဲ့ခုဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ပဲခူးတိုင်းရီတာရှေမကွေးတိုင်းအောင်လန်နေပြည်တော်တပ်ကုန်းစသဖြင့်ဒီစခန်းတွေကိုတပြိုင်တည်းထိုးတဲ့ဟာတွေကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့နေပြည်တော်တပ်ကုန်းလေးပါတယ်ဒီနေရာမှာเนาะဆိုတော့စစ်ကြောင်းထိုးတော့တိုက်တဲ့ခါကျတော့33ယောက်เนาะ33ယောက်သေးတယ်အခုတပြိုင်တည်းတိုက်တဲ့အထက်မှာပေါ့စကစဖက်ကတော်တော်ကိုဒေဆုံးမှုတွေရှိတယ်ဆိုတော့ရီတာရှေတို့မကွေးအောင်လန်တို့ပြီးလို့ရှိရင်တော့ခုနကနေပြီးတော့တက်ကောင်းနေပြီးတော့တက်ကောင်းကတော့တော်တော်ကိုနေပြီးတော့နေနေတဲ့ခါကျတော့လုံခြုံရေးထူထပ်တဲ့နေရာတွေဖြစ်တယ်အဲ့ဒီနေရာတွေတောင်မှဝင်ပြီးတော့မမနိုင်တဲ့ဆိုတဲ့ဟာကိုလေကျွန်တော်တို့ဒီယူကော့ပွေးနဲ့18ရက်နေ့မှာเนาะတော်တော်ကိုဝင်ကျုံးတာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်နောက်တစ်ခုကရန်ကုန်တိုင်းဒီတောင်အုတ်ကလာမြို့နယ်မှာရှိတဲ့ဒီသစ္စာလန်းထွေအုပ်ရုံးဝင်ပြီးတော့အဲ့ဒီမှာပုံဖောက်တယ်ဖောက်တဲ့ခါကျတော့အဲ့ဒီမှာပြူစောထီ3ယောက်တန်ရရရှိတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့ဒီနေ့တွေ့ရတယ်အဲ့ဒီရန်ကုန်မှာလည်းပဲတော်တော်ကိုပေါက်ကွေးမှုတွေဖြစ်တယ်မေးရုံမှာမေးပေးတဲ့လူမရှိတဲ့အထီတောင်မှကျွန်တော်တို့ဖြစ်သွားတယ်တချို့နေရာတွေမှာဆိုလို့ရှိရင်မေးပေးဖို့အတွက် loud speaker နဲ့ on နေရတဲ့အဆင့်တွေလည်းကျွန်တော်တို့တွေ့ရတယ်ဆိုတော့ရွေးကောက်ပွဲရတော့ဗျမ်းမတာနဲ့ပြီးသွားတယ်เนาะတကယ်ပုံစံတွေကြားမှာတကယ်เนาะရွေးကောက်ပွဲတွေလုပ်နေရတဲ့အဆင့်ကိုတော့ကျွန်တော်တို့တွေ့ရတယ်တချို့နေရာတွေမှာဆိုလို့ရှိရင်တော့ဒီရွေးကောက်ပွဲကိုစောင့်ကြည့်တဲ့ဒီလုံခြုံရေးယူတဲ့လူတွေတောင်မှဒီစကားစားဖက်ကလူတွေတေဆုံးမှုတွေတော်တော်ရှိတယ်ဆိုတော့တချို့နေရာမှာကျတော့ရွေးကောက်ပွဲလုပ်တဲ့ခါကျတော့လွတ်လိုက်ပြီးတော့တရားမျှတတဲ့လွတ်လပ်အကြောက်တရားမရှိတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ရွေးကောက်ပွဲကိုကျင်းပရတယ်အဲ့ဒီမှာလုံခြုံရေးတို့ဘာလို့ဆိုတာဘာမှမရှိဘူးအကြောက်တရားထက်တဲ့ပုံစံမျိုးဖြစ်ရဘူးအခုကတော့သူတို့ကဘာလုပ်ထားလဲဆိုလို့ရှိရင်ဒီတချို့နေရာတွေမှာဆိုလို့ရှိရင်တကယ်နိုင်ငံခြားသားတွေစောင့်ကြည့်တဲ့နေရာတွေမှာဆိုလို့ရှိရင်ဒီရွေးကောက်ပွဲကိုတော့လုံခြုံရေးယူထားတဲ့လူတွေကအရက်ဝတ်တွေနဲ့သူတို့ကင်ဆောင်ထားတဲ့တဲ့တကူအဲ့လိုမျိုး uniform တွေနဲ့တော့မဟုတ်ဘူးအဲ့လိုမျိုးပုံစံမျိုးကျွန်တော်တို့တချို့လက်မမီတဲ့နိုင်ငံခြားသားတွေလက်မမီတဲ့နေရာတွေမှာကျတော့သူတို့ uniform တွေနဲ့လုံခြုံရေးယူထားတယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကဒီထိုင်းနိုင်ငံเนาะဒီ February ခရိုင်မှာဆိုလို့ရှိရင် electronic အလုပ်သမားကျွန်တော်တို့မြန်မာပြည်သားတွေဒီထိုင်းနိုင်ငံမှာအလုပ်လုပ်တဲ့လူတွေအများကြီးရှိတယ်1600လုံးနေပြီးတော့ရော်ကြီးပေးပြီးတော့အလုပ်ထုတ်ပြလိုက်တယ်အဲ့ဒါကိုကြိုတင်ကြောင်းကြားခြင်းမရှိဘူးဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့ထိုင်းနိုင်ငံမှာတော့မြန်မာပြည်သားတွေအများဆုံးရှိတဲ့နေရာပေါ့အလုပ်သမားတွေကျွန်တော်တို့ပတ်စံတွေကိုကျွန်တော်တို့မြန်မာနိုင်ငံမှာရှာတာထက်ထိုင်းနိုင်ငံမှာရှာတာကပိုပြီးတော့လွယ်ကူတယ်မလေးရှားတို့ဘာလို့သွားကြတယ်စသဖြင့်တခြားနိုင်ငံတွေမှာအရင်တော့ဆိုလို့ရှိရင်ဂျပန်တို့ဘာတို့သွားကြတယ်ဆိုတော့အလုပ်ကိုဒီလိုလုပ်ကြတယ်နောက်ပတ်စံကိုဖြတ်လိုက်နေရှာကြတာပေါ့နော်အဲ့ဒီစိတ်ယုံမှာကျွန်တော်တို့အလုပ်လုပ်တဲ့မြန်မာပြည်သားနော်1600ကိုတင်ပြီးတော့ဘာမှအကြောင်းကြားမနဲ့ထုတ်လိုက်တယ်ဒါပေမဲ့ရော်ကြီးရတယ်အဲ့ဒါတော့နောက်ကောင်းတဲ့ဖက်မှာတော့ရှိတယ်တချို့နေရာတွေမှာဆိုလို့ရှိရင်အကြောင်းမကြားဘဲနဲ့ထုတ်တယ်ဒါပေမဲ့ရော်ကြီးလည်းမရဘူးဒီဖက်ကကိုညီပေးတဲ့လူတွေစီကိုနေပြီးတော့ကိုညီတောင်းပြီးတော့တရားစွဲပြီးတော့စသဖြင့်အဲ့လိုမျိုးတရားရေးလမ်းကြောင်းနဲ့တောင်းရတဲ့အခြေအနေမျိုးတွေရှိတယ်ဆိုတော့ဒီစိတ်ယုံကတော့အဲ့လိုမျိုးတော့မကြားဘူး1600လွတ်ထုတ်တယ်ဒါပေမဲ့ရော်ကြီးပေးတယ်ဆိုတဲ့ဟာတော့ကျွန်တော်တို့တွေ့ရမယ်နောက်တစ်ခုကဒီ Sky Time ကသာမျိုးကိုနေပြီးတော့ရွေးကောက်ပွဲလုပ်တယ်နော်ရွေးကောက်ပွဲကိုလုပ်တဲ့ခါကျတော့ဒီဖက်ကပြီးသွားပြီနော်28ရက်ဆိုတော့သူတို့ပြီးသွားပြီအများအဖြစ်တော့ပြည်ခိုင်ဖြိုးကတော့ကျွန်တော်တို့ပြီးတဲ့အတိုင်းပဲဘာမှဒီဟာကိုမေးစင်းကိုကျွန်တော်တို့ပြောစရာမလိုဘူးကျင်ညာစရာမလိုဘူးအကုန်လုံးနိုင်မယ်ဆိုတာတော့အကုန်လုံးသိပြီးသားပဲလေသူတို့လုပ်မယ်ဆိုတာတော့အဲ့ဒါကိုသိပြီးသားဆိုတော့အဲ့ဒီနေရာမှာသူတို့ရွေးကောက်ပွဲကျင်းပတယ်အခုကျင်းပတာပြီးတာနဲ့တပြိုင်နဲ့အဲ့ဒီမှာ KA ပူပေါင်းအဖွဲ့တွေက PDF တွေပေါ့နော်အဲ့ဒီမှာပူပေါင်းအဖွဲ့တွေကမျိုးသိန်းတိုက်ပွဲတွေအဲ့ဒီမှာစပြီးတော့တိုက်တယ်နော်စခန်းကုန်းတကယ်အရေးပါတဲ့စခန်းကုန်းတွေကိုနေပြီးတော့အကုန်လုံးတင်ပိုက်လိုက်ပြီနော်နှကုန်းတင်ပိုက်လိုက်ပြီဆိုတော့မျိုးထဲမှာတော့မရောက်သေးဘူးလို့ပြောတယ်အဲ့ဒီမှာတကယ်စစ်တပ်ရဲ့ခမာယနော်339ကိုတိုင်းရှိတယ်အဲ့ဒီမှာကာကင်းတွေရှိတယ်ဆိုတော့အဲ့ဒီကာကင်းတွေကိုနေပြီးတော့တပြိုင်ထဲဝင်ပြီးတော့တိုက်တာအဲ့ဒီမှာဒီကတာမျိုးမှာရှိတဲ့ရက်ကွက်ရှေတို့ငါးတို့စီရင်ကုန်းတို့မိတလင်းတို့ပေါ်မပြင်းတို့နိုင်ရင်တွင်းတို့စသဖြင့်ဒီနေရာကနေပြီးတော့သူ့စိတ်တွေကိုဝင်ပြီးတော့တမတာနော်တမတာဆိုတော့အချင်းတွေကောင်းနေတယ်ကသာနော်ကသာဆိုတော့အဲ့ဒီမှာယူကောက်ပူတော့ကျင်းပလို့ပြီးသွားပြီဒါပေမဲ့မေးရတွက်တဲ့ပုံစံမျိုးသူတို့လုံးဝလုပ်လို့မရလိုက်ဘူးเนาะအဲ့ဒီမှာမေးရတွက်တဲ့သူတို့လောက်တာနဲ့ဒီကဝင်ချုံတဲ့ခါကျတော့သူတို့မေးတွေရတွက်လို့မရဘူးเนาะအကုန်လုံးပိတ်သိမ်းလိုက်ရတယ်ဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရတယ်မကြခင်မှာဆိုလို့ရှိရင်ဒီမြို့ဟာဆိုလို့ရှိရင်ကသာမြို့ပေါ့เนาะကသာမြို့ဒီကသာမြို့ဟာဆိုလို့ရှိရင်ဆော့အောက်ဆိုတဲ့တည်င်းကိုကျွန်တော်တို့ကြားရတော့မယ်ဘာဖြစ်ဆိုတော့ဟုတ်ရက်ကွက်ထိတောင်မှဝင်သွားပြီเนาะမြို့ထိကိုတချို့တည်င်းမီဒီယာတွေမှာကြားတာကတော့မြို့ထိမှာတော့မဝင်နေပြီဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒါကတော့နော်ကသာမျိုးဟာဆိုလို့ရှိရင်မကြခင်ဆိုအောက်ဆိုတဲ့တည်င်းကိုကြားရမယ်ဒီဖက်မှာ UNG ဖက်ကလည်း2မျိုးနော်6မျိုးကိုသူတို့တပြိုင်တည်းဝင်သိမ်းတယ်ဒါပေမဲ့အဲ့ဒီ2မျိုးကတော့လုံးဝဝင်ပိတ်ဆို့ထားတဲ့အခြေမျိုးတွေကတော့ကျွန်တော်တို့ကြားရတယ်ဆိုတော့ကြားရတဲ့တည်င်းကတော့3မျိုးနော်3မျိုးဟာဆိုလို့ရှိရင်အခြေအနေကောင်းနေတယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တို့ကြားရတယ်
နောက်တစ်ခုကတနင်္သာရီတိုင်းဒဝေခရိုင်နော်အဲ့ဒီခလာရထေရှင်နှစ်ကိုဝင်ပြီးတော့တိုက်တယ်အဲ့ဒီမှာတက်ချက်တို့အပါဝင်3ယောက်သေးတယ်နော်3ယောက်သေးတယ်အဲ့ဒီမှာဆိုတော့အဲ့ဒီဖက်မှာလည်းဒီတနင်္သာရီဒဝေဖက်မှာလည်းတိုက်ခိုက်မှုတွေရှိတယ်အဲ့ဒီပြကတော့တနိုင်ငံလုံးမှာဒီဒီဇင်ဘာလ28ရက်နေ့မှာတပြိုင်တည်းဝင်တိုက်တယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့တနင်္သာရီဒဝေမှာလည်းအတိုက်ခံရတယ်နော်တိုက်ခံရတယ်နောက်တစ်ခုကမန္တလေးတိုင်းကြောက်ပတောင်းတွေမှာဆိုလို့ရှိရင်ပုပ္ပါတောင်ပေါ့နော်ပုပ္ပါတောင်မှာဆိုလို့ရှိရင်အဲ့ဒီမှာ gas pipeline ကိုစောင့်တဲ့ဒီစက္ကစရအဖွဲ့တွေရှိတယ်နော်အဲ့ဒီကကိုနေပြီးတော့ဒီဖက်ကတော်လိုင်းအဖွဲ့တွေကဝင်ပြီးတော့တမလိုက်တယ်နောက်တမလိုက်တဲ့ခါကျတော့အဲ့ဒီမှာလည်း10ယောက်သေးတယ်နော်10ယောက်သေးတယ်စက္ကစဖက်ကတနေရာတိုင်းမှာ3ယောက်4ယောက်5ယောက်10ယောက်20 50စသဖြင့်နေရာတိုင်းမှာတင်းနေတာကိုတော့ကျွန်တော်တို့တွေ့ရတယ်အခုကဒီပုပ္ပတောင်မှာနော်ပုပ္ပတောင်နားမှာရှိတဲ့ဒီ gas pipeline နော်ဒီတရုတ်ရဲ့ gas pipeline ကိုစောင့်တဲ့အဲ့ဒီအဆောင်တွေဝင်ပြီးတော့ကျုံးလိုက်တာဒီမှာလည်းကျွန်တော်တို့ရှေ့အောင်မတာပေါ်သွားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရပဲနောက်တစ်ခုကစကိုင်းတိုင်းမုံရွာခရိုင်ဘုတ်တလင်မြို့ပေါ်မှာရှိတဲ့ရဲစခန်းကိုလည်းတပြိုင်တည်းဝင်ပြီးတော့တိုက်တယ်အဲ့ဒီမှာစခန်းအချို့ကိုသိပ်ပိုက်လို့ရရှိတယ်ဒါလည်းပဲမြို့သိမ်းတိုက်ပွဲပဲเนาะအဲ့ဒီမှာဘုတ်တလင်မြို့ကိုလည်းမြို့သိမ်းတိုက်ပွဲကျွန်တော်တို့ဆင်နေတယ်ဆိုတော့မြို့သိမ်းတိုက်ပွဲတော့နေရာတကာမှာဆင်နေတာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့အဲ့ဒီမှာတပြိုင်တည်းဝင်တိုက်တာစခန်းအချို့ကိုရသွားပြီเนาะစခန်းအချို့ရဲစခန်းတွေပါလေအဲ့ဒီမှာရနေပြီဆိုတော့အဲ့ဒီမှာစကိုင်းတိုင်းမုံရွာခရိုင်မှာရှိတဲ့ဘုတ်တလင်လည်းအခြေအနေမကောင်းဘူးကတာအခြေအနေမကောင်းဘူးစလင်းစင်ပြူချုံဒီလေးမျိုးอ่ะဆိုလို့ရှိရင်လုံးဝအခြေအနေမကောင်းဘူးဒီဖက်ကဒေါ်လာရဲ့ဖက်ကတော်တော်ကိုအခြေအနေကောင်းနေတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ခုနကဘုတ်တလင်မှာ yes ခန်းတွေကိုတော်တော်ကိုသိမ့်ပိုက်လို့ရရှိပြီစခန်းတွေတော်တော်သိမ့်ပိုက်လို့ရရှိပြီကြာလို့နေပါဖြစ်နေပြီဆိုတော့နောက်တစ်ခုကဒီမကွေးတိုင်းစလင်းပြီးလို့ရှိရင်တော့စင်ပြူချုံပေါက်ပွင့်ဖြူစိတ်ဖြူစတဲ့ဒီမြို့တွေကိုနေပြီးတော့တော်လိုင်းရဲ့အဖွဲ့တွေကလည်းခုနက UNG ဥဆောင်တဲ့တော်လိုင်းရဲ့အဖွဲ့တွေလို့ UNG ကထုတ်ပြန်ထားတယ်။ဘာဖြစ်လို့ UNG ကထုတ်ပြန်ထားတာကိုဆိုတော့အဲ့ဒီမြို့9မြို့ကိုဝင်ပြီးတော့တိုက်တယ်။နောက်6မြို့ပေါ့နော်6မြို့ဝင်တိုက်တယ်အခုစလင်းဒီစင်ပြူကျုံးကြတော့ဒီဓာတ်အပိုင်လိုင်းတွေရှိတယ်။အဲ့ဒီမှာကပ္ပစဒီလက်နဲ့ပစ္စည်းတွေထုတ်လုပ်တဲ့နော်အဲ့ဒီကပ္ပစ21 22 24အဲ့ဒါကိုတွေ့တန်းထားတဲ့နော်အဲ့ဒီမှာစလင်းနဲ့စင်ပြူကျုံးမှာပေါ့အဲ့ဒါကနော်ဆိုတော့အဲ့ဒါခုနကကပ္ပစတွေရှိတဲ့ဟာကအဲ့ဒီနေရာတွေမှာရှိတယ်ဆိုတော့ဓာတ်အလိုင်းတွေကိုနော်တိုင်ပေါင်း100ကျော်နော်100ကျော်ကိုနေပြီးတော့ကိုလိုမိုက်ခွဲဖြစ်စေလိုက်တယ်အဲ့ဒီမှာအမောင်တီဖြစ်တယ်ဆိုတော့အမောင်တီဖြစ်တဲ့ခါကျတော့ဒီဘက်ကဟိုနော်တော်လိုင်းရဖွဲ့တွေကဝိုင်းထားတယ်နော်အဲ့ဒီစလင်းနဲ့အဆင်ပြကျုံးကိုအကြီးကြီးအဲ့ဒီမှာပိတ်ဆို့ပြီးတော့သမနေတယ်ဆိုတဲ့ဟာကို NUG ကလည်းထုတ်ပြန်ထားတယ်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့အခြေအနေကောင်းတဲ့ဟာကတော့ဘူးတလင်ရဲ့စလင်းရဲ့စင်ပြူကျုံးရဲ့ကသာရဲ့နော်ကသာရဲ့တော်တော်ကိုအခြေအနေကောင်းနေတယ်နော်၄မြို့ဟာဆိုလို့ရှိရင်တော်တော်အခြေအနေကောင်းနေတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကမကွေးတိုင်း6မြို့နေမှာရင်တန်းတွေကိုမိုင်းဆွဲလိုက်တယ်အဲ့ဒီမှာအရာရှိတယောက်ပါဝင်12ယောက်သေးပြန်ရောနော်အဲ့ဒီမှာလည်း12ယောက်သေးတယ်မာလာတို့ဖက်ကအဲ့ဒါကကျွန်တော်တို့ရင်တန်းတွေဆိုတဲ့ခါကျတော့သူတို့ရိတ်ခါပိုးတဲ့ရင်တန်းတွေရှိတယ်သူတို့ဒီစစ်ကူပို့တဲ့ရင်တန်းတွေရှိတယ်ဆိုတော့အဲ့ဒီမှာအရာရှိတယောက်ပါဝင်12ယောက်သေးတယ်ဆိုတော့လေနော်အဲ့ဒီမှာလည်းနော်တော်တော်တည်ဆုံးမှုတွေရှိတယ်ဒီလိုကားတန်းတွေကိုမိုင်းခွဲတဲ့ခါကျတော့ဒီဒေါ်လာရဲ့ဖက်ကနော်အကျဆုံးမရှိဘူးသူတို့ကကားနဲ့သူ့ဟာသူသွားတဲ့ဟာကိုဒီကမိုင်းဆွေးတိုက်ခိုက်လိုက်တဲ့ခါကျတော့နော်ကားတစ်စီးကိုထိသွားပြီဆိုလို့ရှိရင်အဲ့ဒီကားမှာပါလာတဲ့မာလာရဲ့စစ်သားတွေကမာခီယာဖြစ်သွားတာပဲနော်သူတို့မှဘာမှခုခံတိုက်ခိုက်ဖို့ပါဖို့ဆိုတာဒီလောက်ထိကြီးသူတို့မရအောင်နော်တိုက်ဖို့မပြောနဲ့ဘုံထိတာတို့မပြောနဲ့ဒီရင်ကတနေရာမှာဆောင်းတိုက်တာတို့လမ်းချော်တာတို့ဘာလို့ရှိလို့ရှိရင်လဲသူတို့ကသေရတာပဲဘာဖြစ်လို့ကား accident ကဒီလိုပဲသေကြတာပဲเนาะကားမောင်းတဲ့လူကတော့သူကသိတယ်လေเนาะဘလို့ကြမယ်ဘလို့ဖြစ်တယ်ဆိုတာသူတို့သိတယ်ဒါပေမဲ့အထက်မှာလိုက်တဲ့ကောင်တွေကဒါလပတ်အုပ်ထားတဲ့ခါကျတော့ဘာမှမတွေ့ရဘူးလေเนาะမတွေ့ရဘူးဆိုတဲ့ခါကျတော့အဲ့ဒီလူတွေကဘာမှမလုံးနိုင်တော့ဘူးအဲ့ဒီမှာเนาะကားမောင်းလဲသေတာပဲเนาะဆိုတော့အခုကတော့အင်တာနက်ကိုတိုက်ခတ်လိုက်တဲ့ခါကျတော့10ယောက်သေးတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကကရင်ပြည်နယ်เนาะကရင်ပြည်နယ်ဖက်မှာလည်းဒီဖာပွန်เนาะဖာပွန် view ဟာเนาะ view ဟာမှာဆိုလို့ရှိရင်တော့သူတို့တကယ်အကြီးဆုံးပဲเนาะဖာပွန် view ဟာဆိုတော့အဲ့ဒီနေရာမှာဒီခမရ34သူညရှိတယ်ခမရ341ရှိတယ်ပြီးလို့ရှိရင်တော့ဒီသူတို့ရဲ့စစ်ဆေးရုံပေါ့ဆိုတော့တာဆိုင်ရနဲ့စစ်တက်ရှိတယ်သူတို့3ခုပေါင်းပြီးတော့အဲ့ဒီမှာအင်အားအလုံးရင်းနဲ့ဒီဖာပွန် view ဟာဆိုတာရှိတယ်เนาะအဲ့ဒီဖာပွန် view ဟာကိုလည်းဒီ KNLA နဲ့ပူးပေါင်းအဖွဲ့တွေကနေပြီးတော့ဝင်ပြီးတော့တမနေတဲ့အခုအဲ့ဒီမှာလဲเนาะဆိုတော့အဲ့ဒီပြတော့ကရင်ဖြစ်မှာလဲတော်တော်ကိုတိုက်ပွဲကပြင်းထန်နေတယ်เนาะဒီ28ရက်နေ့မှာပဲတော်တော်ကိုအပြိုင်ထဲဝင်တိုက်ကြတာเนาะကျွန်တော်မနေ့ကပြောထားသလိုပဲဒီ28ရက်နေ့ဟာဆိုလို့ရှိရင် D-Day ပဲเนาะ D-Day ပဲအရင်တော့ကသူတို့ဒီ NUG ကကျင်းရတဲ့ D-Day မှာဘယ်သူမှမတိုက်ရဘူးလေเนาะအခုကတော့နေရာတစ်ခါမှဝင်ပြီးတော့မျိုးသိမ်းတိုက်ပွဲတွေတပြိုင်ထဲဆင်ရွေးတဲ့ပုံစံမျိုးကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုက UNG ရဲ့နေပြည်တော်စစ်တိုင်းဌာနချုပ်ကဒီစစ်တိုင်းဌာနချုပ်ကနေပြီးတော့စစ်ရဖော်ဆောင်မှုတွေလုပ်တယ်เนาะအဲ့ဒါကကျွန်တော်တို့ရေတာရှိနော်ရေတာရှိကိုဝင်တိုက်တယ်ပြီးလို့ရှိရင်တော့အောင်တန်ကိုဝင်တိုက်တယ်ပြီးလို့ရှိရင်တော့တက်ကုန်းကိုဝင်တိုက်တယ်ပြီးလို့ရှိရင်စွာနော်စွာကိုတပြိုင်တည်းဝင်တိုက်တယ်ဆိုတော့ NUG ရဲ့နေပြည်တော်
စစ်တိုင်းဌာနကတိုက်တာနော်စစ်ဖော်ဆောင်မှုလုပ်တာဆိုတော့အခုရေးတာရှေအောင်လန်တက်ကုန်းစွာအဲ့ဒီနေရာတပြိုင်တည်းဝင်ပြီးတော့တိုက်တယ်နော်ဝင်ပြီးတော့တိုက်တဲ့ခါကျတော့အခုရေးတာရှေမှာလည်း10ယောက်သေးတယ်အောင်လန်မှာ16ယောက်သေးတယ်တက်ကုန်းမှာ3ယောက်သေးတယ်ဆိုတော့စွာမှာကျတော့သူတို့အသေးအပြောက်တွေအတိအကျမတရားသေးဘူးဒါပေမဲ့ထိခိုက်မှုတွေရှိတယ်ဆိုတဲ့ဟာကိုထုတ်ပြန်ထားတယ်ဆိုတော့အဲ့ဒီမှာလည်းတပြိုင်တည်းဝင်တိုက်တာကိုတွေ့ရတယ်နော်ရေးတာရှေအောင်လန်တက်ကုန်းစွာဆိုတော့တေဆုံးမှုတွေကတော့နေရာတကာမှာရှိနေတာပဲเนาะရှိနေတာပဲအဲ့ဒါက UG ရဲ့စစ်တိုင်းဌာနကနေပြီးတော့စစ်တိုင်းဌာနကနေပြီးတော့ဖော်ဆောင်မှုတစ်ခုဖြစ်တယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့အခုတိုက်ပွဲမှာတော့ဒီ UG ပေါဝင်လာတာကိုတွေ့ရတယ်เนาะအရင်တော့က1.2ခွန်တို့1.2ခွန်1နှစ်ဘာမှမပါလာဘူးအရင်ကတည်းကနေဒီလိုပါလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကတော်တော်ကိုအောင်မြင်မှုဖြစ်သွားပြီเนาะအဲ့ဒီအချိန်မှာ TNL တို့ MNDA တို့လည်းသူတို့ပြောတယ်တိုက်တော့ဆိုတာမတိုက်ဘူးเนาะအခုချိန်မှာတိုက်တယ်ဆိုတော့အခုရှမ်းမြောက်ကပြစ်ခတ်ရိုက်စစ်တဲ့ခါကျတော့အဲ့ဒီဘက်မှာကကျွန်တော်တို့နော်ဒီတိုက်ပွဲတွေကငြိမ်သွားတယ်ခုကတော့အယူကြီးထတိုက်တယ်နော်ဒါတော့မှတော်တော်ကိုဒီဘက်ကတော်လည်းရဖွဲ့တွေကတပ်ပုံစုတွေပါတယ်သူဟာသူဖွဲ့သူအယူကြီးကိုမကြည့်မနဲ့ဒီလိုလုပ်တဲ့ခါကျတော့သူတို့မယုံလို့မရတော့နော်မယုံလို့မရတော့ဆိုတော့အခုကတော့ယုံတာကိုတွေ့ရတယ်ဆိုတော့ဒါကတော့ကျွန်တော်တို့ကောင်းတဲ့ဘက်မှာကျွန်တော်တို့တွေ့ရပြီပေါ့နော်အခုဒီမြို့နယ်တိုင်းတွေမှာဝင်ပြီးတော့ဆော်တာကိုကျွန်တော်တို့တွေ့ရနိုင်မယ်အခုသူတို့ဒီဘက်မှာလည်းမိုးကုတ်မိုးမိတ်မှာလည်းဆော်ထားတာရှိတယ်လေသူတို့အဖွဲ့လေအယူကြီးဘက်ကဆိုတော့အခုမျိုးကမျိုးကလည်းတပြိုင်တည်းဝင်တိုက်တယ်အခုနေပြီးတော့စစ်တန်းဌာနချုပ်လေသူတို့စပြီးတော့နော်မျိုးနေပေါင်းများစွာကိုနေပြီးတော့ဝင်တိုက်တဲ့တပြိုင်တည်းစသည်ဖြင့်နော်ဒါကိုချစ်ချင်းအားဖြင့်အယူကြီးရဲ့လှူရှာမှုတွေကိုကျွန်တော်တို့တွေ့လိုက်ရတယ်နောက်တစ်ခုကဒီမကွေးတိုင်းရင်းနဲ့6ကနေပြီးတော့6ကိုသူတို့စစ်ကူပို့တယ်ရင်းတန်းကိုနေပြီးတော့ပြေးလိုက်တဲ့ခါကျတော့အဲ့ဒီမှာလဲ12ယောက်မာလခီယာဖြစ်သွားတယ်တော်တော်ကိုအိုနာချုပ်ကန်တွေတော်တော်များသွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကရခိုင်ပြည်နယ်နော်ရခိုင်ပြည်နယ်မှာဆိုလို့ရှိရင်တော့ဒီမျိုးက3မျိုးပဲကျန်တော့တယ်နော်အဲ့ဒီမှာကြောက်ဖြူရဲ့စစ်တွေရဲ့မောင်ရဲ့အဲ့ဒီမှာသူတို့ဝင်ပြန်ကြတယ်ဆိုတော့ရခိုင်ပါတီကတော့နှစ်ခုပေါ့ AFP လို့ခေါ်တဲ့ဒေါက်တာအေးမောင်တို့ပါတီပေါ့နော်ရခိုင်ဥဆောင်ပါတီဆိုတော့ RNP နော်အဲ့ဒါကဥပရှင်ဥဆောင်တဲ့ပါတီသူတို့နေရာလည်းဝင်ပြိုင်တာပေါ့ရခိုင်ကဆိုတော့အဲ့ဒီမှာစကစလို့ပြောရတော့မယ်နော်ပြည်ခိုင်ပြိုးကနေပြီးတော့အကုန်လုံးနိုင်တယ်နော်အနေနိုင်တယ်ဆိုတော့အဲ့ဒီမှာဒီနေ့အမတ်နေရာကတော့20နဲ့နော်တနေရာရှိတယ်နော်20နေရာမှာခုနကဒီဒေါက်တာအေးမောင်နဲ့ဥပရှင်တွေက4နေရာစီရကြတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ကျန်တဲ့ဟာတော့အကုန်လုံးပြည်ခိုင်ပြိုးကနိုင်သွားတယ်စစ်တွေမှာလည်းပတ်လန်ရှုံးသွားတယ်ဒေါက်တာအေးမောင်တို့နော်ဒေါက်တာအေးမောင်တို့ရှုံးသွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့စစ်တွေမှာရှုံးရတဲ့အဓိကအကြောင်းရင်းကမွတ်စလင်နော်မွတ်စလင်တွေရဲ့မဲတွေကိုနေပြီးတော့ပြည်ခိုင်ဖြိုးကရသွားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒီပြကတော့သူတို့ကိုချင်းချောက်လို့ဖြစ်မှာပေါ့နော်အဲ့ဒီမွတ်စလင်တွေကလည်းအရင်တော့သူနေရတော့နော်တကယ်ရန်သူပါပဲသူတို့ကိုလူမျိုးတုံးတက်ဖြတ်တာတို့ဘာတို့ညာတို့နော်သူတို့ပြောပြီးတော့အခုကကြာတော့နော်ကြက်ခိုင်ရက်ကတော့တကုံမေးပေးတယ်ဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရတာပါနော်ဆိုတော့အဲ့ဒီရခိုင်ပြည်နယ်မှာတော့ဒီဒေါက်တာအေးမောင်တို့ဥပရှင်တို့ရှုံးတယ်เนาะဒီစစ်တွေမျိုးမှာပေါ့နော်အဲ့ဒီနေရာ20နေရာမှာ4နေရာစီရကြတယ်ဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီနေ့ဒီဇင်ဘာလ29ရက်နေ့မှာတည်မီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆောင်ကြရအောင်ဟုတ်ကဲ့ subscribe ကိုနေခေါင်းကိုနေပေးချပေးကျွန်တော်ဗီဒီယို